အားလုံးပဲမင်္ဂလာပါတရုတ်စာတရုတ်စကားလေ့လာနေတဲ့သူတွေအတွက်ကျွန်တော်က software လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ခင်ဗျအဲ့ဒီ software လေးကတချို့လဲသိချင်သိမယ်တချို့လဲမသိသေးဘူးပေါ့နော်တကယ်အသုံးဝင်တဲ့ software လေးတစ်ခုဖြစ်ပါတယ်ဗျကဲဒါဆိုကျွန်တော်နဲ့တူတူ Google Play Store software ထဲမှာတွားပြီးတော့ download လိုက်ရအောင်အရင်ဦးဆုံး Play Store software တွေကိုဝင်ပြီးတော့အင်္ဂလိပ်လိုရှောင်းဟုံရှူးဆိုပြီးတော့ရိုက်ရှာလိုက်ရအောင်ဗျအဲ့လိုမဟုတ်ရင်လဲ Red Note ဆိုပြီးတော့ရိုက်ရှာလို့ရပါတယ်ဗျကျွန်တော်ကတော့ရှောင်းဟုံရှူးဆိုပြီးတော့ရိုက်ပြထားပါတယ်နော်သူ့ရဲ့မူရင်းနာမည်လေးကတော့ Red Note ပေါ့နော်ကျွန်တော်ကတော့တရုတ်နာမည်ကိုဖင်ရင်းလေးနဲ့ရိုက်ထည့်ခဲ့တာဖြစ်ပါတယ်ဗျရှောင်းဟုံရှူးလို့ရိုက်လဲရတယ် Red Note လို့ရိုက်လဲရတယ်ပေါ့ဗျာsoftware လေးတောင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ဝင်လို့ရပါပြီဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ account နဲ့ချိန်လဲရတယ်မချိန်လဲရတယ်ဗျအပျော်သက်သက်ပဲလေ့လာမဲ့လူတွေအတွက်ဆိုရင်လည်းအဆင်ပြေတယ်ဗျတကယ်အတီးတီကြလေ့လာမဲ့လူတွေအတွက်ဆိုရင်လည်းပိုပြီးအဆင်ပြေတယ်ပေါ့ဗျာအဲ့ထက်မှာတရုတ်စာတရုတ်စကားတွေကိုတည်တည်ချာချာလေ့လာလို့ရပါတယ်ဗျပြီးရင်နောက်ထပ်အားသာချက်ကသူကကျွန်တော်တို့အဲ့ဒီသူတို့ရဲ့ဗီဒီယိုတွေကိုအသက်ပေးတာပဲဖြစ်ဖြစ်ဟို comment တွေကြည့်တာပဲဖြစ်ဖြစ်စတစ်ကာပို့တာပဲဖြစ်ဖြစ်လုပ်ရင်ကျွန်တော်တို့ကိုဒီ message ပို့တဲ့နေရာပေါ့လေ message box ကနေသူတို့ကိုအသက်ပေးတာကိုကျေးဇူးတင်တဲ့အကြောင်းကိုသူတို့ရဲ့တရုတ်စာနဲ့ရေးတယ်ပေါ့လေအဲ့အတွက်ဒီတရုတ်စကားပြောလေ့ကျင့်ခြင်းနဲ့သူတွေအတွက်ဆိုရင်ပို့ပြီးတော့တောင်မှအဆင်ပြေတယ်လို့ကျွန်တော်ကဒီလိုထင်ပါတယ်ဗျကျွန်တော်တို့ကတော့တရုတ်စကားမတတ်တဲ့အတွက်ကျွန်တော်တို့အတွက်အဲ့လောက်ထိအသုံးမဝင်ဘူးပေါ့လေဒီတရုတ်စကားလေ့ကျင့်နေတဲ့သူတွေလေ့လာနေတဲ့သူတွေအတွက်ဆိုရင်ဒီ software ကတော်တော်လေးကိုအသုံးဝင်နေဆိုတာကိုကျွန်တော်ကတွေ့ရတာဖြစ်ပါတယ်ဗျဒီ software လေးကို down ပြီးတော့တွားပြီးလေ့လာကြည့်ဖို့ကျွန်တော်ကအကြံပြုပါရစေတရုတ်စကားတတ်ချင်တဲ့သူတွေပဲဖြစ်ဖြစ်အပြင်းပြေကြည့်ကျင်တဲ့သူတွေပဲဖြစ်ဖြစ်ပေါ့လေဒါပေမဲ့လေ့လာသင်ယူမှုတစ်ခုခုအတွက်အသုံးချဖို့အတွက်ကိုပဲကျွန်တော်ကမျှဝေပေးတာဖြစ်ပါတယ်ဗျပြီးရင်အမှသူကဈေးဆိုင်ရှိတယ်ပေါ့နော်ဈေးဆိုင်ထဲမှာတော့ကျွန်တော်တို့ဝယ်လို့မရဘူးသူတို့ဘာတွေရောင်းလဲဆိုတာကျွန်တော်တို့ကြည့်လို့ရမယ်ပြီးရင်သူတို့လိုက်လွှင့်တာတွေကိုကျွန်တော်တို့ဝင်ကြည့်လို့ရမယ်လေ့လာလို့ရမယ်ပြီးရင်တရုတ်စာအရေးသားတွေသူတို့ဘယ်လိုရေးလဲဆိုတဲ့ပုံစံတွေပေါ့လေလေ့လာရင်လေ့လာသလိုကိုယ်အတွက်တော်တော်လေးကိုမှအကျိုးရှိစေမယ် software လေးတစ်ခုဖြစ်ပါတယ်ဗျတရုတ်စာအစစ်နဲ့တရုတ်လူမျိုးအစစ်တွေနဲ့စကားပြောလေ့ကျင့်ခြင်းနဲ့ပြီးရင်တရုတ်စာစကားကိုပို့ပြီးတိုးတက်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်ကိုဒီရှောင်းဟုံရှူးဆိုတဲ့ software လေးက software ကောင်းလေးတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ကအကြံဉာဏ်ပြုလိုက်ပါရစေခင်ဗျလူချင်းမင်းတို့ကိုယ်တိုင်လည်းတွားတောင်းပြီးတော့လေ့လာကြည့်လို့ရပါတယ်ခင်ဗျပြီးတော့ကိုကြိုက်တဲ့ဗီဒီယိုကိုလိုချင်တဲ့ဗီဒီယိုရှိတယ်ဆိုရင်လည်းအဲ့ဒီမှာ share ဆိုတာလေးကိုနှိပ်ပြီးတော့အောက်မှာကျွန်တော်တို့စိတ်တဲ့ဟာလေးရှိတယ်ပေါ့လေပြီးရင် copy link တွေပါတယ်လည်းကူလို့ရတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းဗီဒီယိုတင်လို့ရပါတယ်ဗျ TikTok software တို့လိုပေါ့လေကျွန်တော်တို့လည်းတင်မယ်သုံးမယ်ပေါ့လေအဲ့လိုအသုံးဝင်တာဖြစ်ပါတယ်ဗျကဲဒါဆိုရင်ကျွန်တော်မျှဝေပေးခဲ့တဲ့ software လေးကလူချင်းမင်းတို့အတွက်အသုံးတဲ့မယ်လို့မျှော်လင့်မိပါတယ်ဗျလူချင်းမင်းတို့အတွက်အကျိုးဖြစ်ထွန်းသွားစေမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ကြပါဦးခင်ဗျာ